မက်လာပါခင်ဗျာ Recap Movie Minutes Channel မှာပြန်လည်ကြိုဆိုပါရခင်ဗျာညက်နက်တကောင်အချိန်လူသူကင်းမဲ့နေတဲ့လမ်းတနေရာကိုမိသားစုဝင်3ယောက်လိုက်ပါလာတဲ့ကားတစ်စီးတဖြည်းဖြည်းမောင်းနှင်လာခဲ့ပါတယ်ဒါပေမဲ့သူတို့လုံးဝမထင်မှတ်ထားတဲ့အခိုက်အတန့်မှာပဲကားဟာရုတ်တရက်ထိမ့်မနိုင်တော့ပဲလမ်းဘေးကိုတိမ်းမောက်သွားခဲ့ပါတယ်တတိပြန်ရလာတဲ့အချိန်မှာတော့ခင်မုန်းဖြစ်သူဟာအပြင်းထန်ဒဏ်ရာရထားပေမဲ့ဇနီးနဲ့ကလေးကိုကယ်တင်ဖို့အားတင်းပြီးဆေးရုံကိုအမြန်ပို့ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ချိန်တတိပြန်လည်လာပြီးဇနီးနဲ့ကလေးရဲ့အခြေအနေကိုတွားကြည့်လိုက်တဲ့အချိန်မှာတော့မယုံနိုင်စရာတစ်ခုကိုတွေ့လိုက်ရပါတယ်သူတို့နှစ်ယောက်လုံးဟာဆေးရုံထဲကနေတဲလွန်စတဆက်မှမကြမ်းအောင်ပျောက်ကွယ်သွားခဲ့တာပါသူတို့ဘယ်ရောက်သွားခဲ့တာလဲဒါဟာပြန်ပေးဆွဲခံလိုက်ရတာလားဒါမှမဟုတ်ဒီထက်ပိုပြီးကြောက်စရာကောင်းတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေခဲ့တာလားကျွန်တော်တို့ရဲ့အဓိကဇက်ကောင်ရဲ့နာမည်ကတော့ရှယ်ဘခုမာတဲ့ရှီဗာဟာတာမန်လူတစ်ယောက်မဟုတ်ပဲမြို့ကလေးတစ်မြို့ရဲ့မတရားမှုကိုအသက်နဲ့လဲပြီးကာကွယ်ပေးနေတဲ့စီကံကြီးလာတဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်ရှိုင်းဗာရဲ့ကဘာမှာဖြက်လန်းနေဆိုတာမရှိဘူးအမားနဲ့အမှန်အဖြူနဲ့အမဲပဲရှိတယ်ဥပဒေကိုချိုးဖောက်တဲ့သူဘယ်သူမဆိုရှိုင်းဗာနဲ့တွေ့ရင်တော့နောက်တရသွားစေရမယ်ဆိုတာမြို့သူမြို့သားတွေအားလုံးသိကြပါတယ်တော်တွင်တနေရာမှာတော့မူရစ်စေဝါကိုင်းသားတွေဟာသူတို့ရဲ့လုပ်ငန်းတွေကိုအလုပ်ရှုပ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲရှီဗာကရုတ်တရက်ပေါ်လာပြီးတိုက်ခိုက်မှုကိုစတင်လိုက်ပါတော့တယ်သူ့ရဲ့လင်မြန်တဲ့လှုပ်ရှားမှုတွေနဲ့ထက်မြက်တဲ့တိုက်ခိုက်ပုံတွေကြောင့်ကိုင်းသားတွေဟာတယောက်ပြီးတယောက်အလဲကွဲဖြစ်သွားပြီးဘယ်သူမှပြန်မတုံ့ပြန်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့ကြက်ရှိတဲ့သူတွေကိုဖမ်းဆီးလိုက်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဂိုင်းသားတွေကသူတို့ရဲ့ခေါင်းဆောင်ရောက်လာပြီဆိုပြီးအာကိုတကြီးမျှော်လင့်နေကြပါတယ်ဒါပေမဲ့ရှီဗာကတော့လုံးဝမကြောက်ပါဘူးခေါင်းဆောင်ရောက်လာတာနဲ့စကားတော်မပြောဘဲမျက်နှာကိုပါရိုက်လိုက်တာကြောင့်အားလုံးအံ့အားသင့်သွားကြပါတယ်အဆက်တကွဲဖြစ်သွားတဲ့ခေါင်းဆောင်ကဒေါသအပြည့်နဲ့ရှီဗာကိုစိုက်ကြည့်ရင်ဒီကိစ္စမပြီးသေးဘူးငါအလှည့်ရောက်တဲ့နေ့မင်းပြန်ပေးဆက်ရလိမ့်မယ်လို့ချင်းချောက်စကားပြောခဲ့ပြီးဒေါသတကြီးနဲ့ထွက်ခွာသွားပါတော့တယ်ဒါပေမဲ့ဘလောက်ပဲတန်မဏိလိုမာကျောတဲ့ယောက်ျားတစ်ယောက်ဖြစ်ပါစေဦးတော့သူ့ရဲ့နှလုံးသားကိုအရေးပြောကြအောင်လုပ်နိုင်တဲ့မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်သူမနာမည်ကတော့အဖားနန်တဲ့အဖားနန်ဟာနူးညံ့သိမ်မွေ့ပြီးချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ပါသူတို့နှစ်ယောက်ဟာတိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့ခဲ့ကြပြီးတယောက်ကိုတယောက်အသက်ထက်မကချစ်မိသွားခဲ့ကြတယ်ဒါပေမဲ့သူတို့ရဲ့အချစ်ခီးလန်းကပန်းကင်းလန်းတော့မဟုတ်ခဲ့ပါဘူးဒါပေမဲ့အဖားနန်ရဲ့ဖခင်ဟာမူရစ်စေဝါကိုင်းရဲ့ခေါင်းဆောင်ဖြစ်နေတာကြောင့်သူတို့နှစ်ယောက်ရဲ့အချစ်ရေးကိုလုံးဝသဘောမတူခဲ့ပါဘူးအဲ့ဒီနောက်အဖားနာကိုသူရွေးထားတဲ့လူတစ်ယောက်နဲ့အတင်းကျပ်လက်ထပ်ခိုင်းမှုစီစဉ်ပါတော့တယ်ဖခင်ရဲ့အာဏာကိုမလွန်ဆန်နိုင်တဲ့အဖားနကလည်းမလိုလားပေမဲ့အတင်းကျပ်စီစဉ်ထားတဲ့မင်္ဂလာပွဲကိုလက်ခံရပါတယ်။တစ်ဖက်မှာတော့ရှီဗာမင်္ဂလာပွဲကိုလာပြီးအနှောက်အယှက်မလုပ်နိုင်အောင်အဖားနရဲ့ဖခင်ကရှီဗာရဲ့အထက်အရာရှိကိုအတုံးချပြီးသူ့ကိုတရက်တိတိအချုပ်ခန်းထဲထည့်ထားဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့အချိန်စီပြီးလွတ်မြောက်လာတာနဲ့ရှီဗာဟာအချိန်မဖြုံးတော့ပဲသူချစ်တဲ့ဖားနာစီကိုအမြန်ဆုံးပြေးလာခဲ့ပါတယ်။ရှီဗာကိုမြင်လိုက်ရတဲ့အဖားနာကတော့ဝမ်းသာလွန်လို့မျက်ရည်တွေကျရင်သူ့ရင်ခွင်ထဲကိုအပြေးလွှားဝင်ဖက်လိုက်ပါတော့တယ်။အဲ့ဒီခိုက်တန့်မှာတော့သူတို့နှစ်ယောက်လုံးတယောက်နဲ့တယောက်ဘယ်တော့မှမခွဲခွာချင်တော့တဲ့စိတ်နဲ့တင်းတင်းကြပ်ကြပ်ဖတ်ထားကြပါတယ်။နောက်ဆုံးမှာတော့အခက်ခဲပေါင်းစုံအတားအဆီးပေါင်းစုံကိုရင်ဆိုင်ကြော်ဖြတ်ပြီးသူတို့နှစ်ယောက်ဟာချစ်သူဘဝကနေဇနီးမောင်နှံအဖြစ်ပေါင်းဖက်နိုင်ခဲ့ကြပါတော့တယ်။မကြာခင်မှာပဲသူတို့ရဲ့ဘဝထဲကိုပန်းပွင့်လေးတစ်ပွင့်လိုလှပတဲ့သမီးလေး Lucky ရောက်ရှိလာခဲ့ပါတယ်။ရှီဗာအတွက်တော့အလုတ်ကနေပြန်လာတိုင်းဖြစ်ဖြစ်လိုအားရဝမ်းသာပြေးလာဖက်တဲ့သမီးလေးရဲ့အတန်ဟာတနေ့တာပင်ပန်းနွမ်းနယ်မှုတွေကိုအခိုက်အတန့်အတွင်းပျောက်ကွယ်သွားစေတဲ့စိတ်တစ်ခွက်လိုပါပဲ။ဇနီးချစ်သမီးချစ်နဲ့သူတို့မိသားစုလေးဟာဘဝရဲ့အပျော်ရွှင်ဆုံးနေ့ရက်တွေကိုဖျက်ဆီးနေခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေဟာအမြဲတမ်းမတည်မြဲခဲ့ပါဘူး။တစ်ဖက်မှာတော့မြို့တစ်မြို့လုံးကိုတုံ့လုံးစေတဲ့အမှုအခင်းတွေဆက်တိုက်ဖြစ်ပွားလာခဲ့ပြီးတဲလွန်စမကြံပဲပျောက်ဆုံးသွားတဲ့လူဦးရေဟာရာနဲ့ချီရှိလာခဲ့ပါတယ်။တနေ့မှာတော့ရှီဗာစီကိုအရေးပေါ်ဖုန်းတစ်ခုဝင်လာပါတယ်။အခင်းဖြစ်ရာကိုရောက်သွားတဲ့အခါမှာတော့အဆောင်လေးကျောင်းသူမလေးတစ်ယောက်တက်သေးတဲ့ဖြစ်ရက်ကိုတွေ့လိုက်ရပါတယ်။စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ထမင်းစားချိန်တိုင်းအဆောင်ဆောင်တွေကကျောင်းသူမလေးတွေကိုမဖွယ်မရနှောက်ယှက်နေကြတာကိုသိလိုက်ရပါတယ်။အရှက်တရားကြောက်ရွံ့မှုနဲ့အနာဂတ်ပျက်စီးသွားမှာကိုစိုးရိမ်မှုကြားမှာပိတ်မိနေတဲ့ကောင်မလေးဟာနောက်ဆုံးမှာတော့အသက်ကိုယ်တောင်ဆွန့်လွတ်ဖို့ရွေးချယ်ခဲ့ရတာပါ။ဒီအမှန်တရားကိုသိလိုက်ရတဲ့ရှီဗာကတော့ဒေါသကိုလုံးဝမထိန်းနိုင်တော့ပါဘူး။ကျောင်းသူလေးတွေကိုနှောက်ယှက်ခဲ့တဲ့လူတွေကိုတယောက်ပြီးတယောက်အပြင်းထန်နှိမ်နင်းပြီးဥပဒေအတိုင်းအရေးယူလိုက်ပါတော့တယ်။ရှီဗာရဲ့ရဲရင်တဲ့လုပ်ရက်ကြောင့်အကြောက်တရားနဲ့အတန်မထွက်ရဲခဲ့တဲ့ကျောင်းသူမလေးတွေဟာမျက်ရည်တွေနဲ့အတူသူ့ကိုကျေးဇူးတင်ကဝမ်းသာအားရဖတ်လိုက်ကြပါတော့တယ်။ဒါပေမဲ့အဆက်ကွဲပြီးအဖမ်းခံလိုက်ရတဲ့အဲ့ဒီလူတွေကတော့ရှီဗာပေါ်အညိုးအတေးတွေအပြည့်နဲ့တနေ့နေ့တုတ်ပြန်မယ်လို့စိတ်ထဲမှာတိမှတ်ထားကြပါတယ်။တစ်ဖက်မှာလည်းပျော်ရွှင်မှုဆိုတာအမြဲတမ်းမတည်မြဲဘူးဆိုတဲ့စကားအတိုင်းရှီဗာရဲ့ရဲအရာရှိတာဝန်တွေဟာတနေ့ထက်တနေ့ပိုမိုလေးလံလာခဲ့ပါတယ်။အစပိုင်းမှာတော့ဇနီးဖြစ်သူအဖားနာကသူ့ရဲ့တာဝန်ကိုနားလည်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအားလက်ရက်တွေမွေးနေ့လိုအရေးကြီးတဲ့နေ့တွေမှာတော့ဖုန်းတစ်ချက်ဝင်လာရုံနဲ့ရှီဗာဟာတာဝန်ထမ်းဆောင်ဖို့ထွက်သွားရတာတွေများလာခဲ့ပါတယ်။တယောက်တည်းအိမ်မှာစောင့်ဆိုင်းရတဲ့နေ့ရက်တွေများလာတာနဲ့အမျှအဖားရဲ့အထီးကျန်မှုကလည်းပုံမနဲ့ဆိုင်လာပြီးတစ်ချိန်ကနှွေးထွေးခဲ့တဲ့သူတို့ရဲ့အိမ်တော်ရေးဟာလည်းတဖြည်းဖြည်းအေးဆက်လာပါတော့တယ်။ရှီဗာကိုအညှိုးထားနေတဲ့လူဆိုးတွေကတော့အခွင့်အရေးကိုစောင့်နေခဲ့ကြပါတယ်။
တနေ့မှာရှီဘာတာဝန်ထမ်းဆောင်နေချိန်ကိုအခွင့်ကောင်းယူပြီးတဖွာနာကိုအိမ်မှာလာရောက်နောက်ဆက်ကအရှက်ရစေတဲ့အပြုအမူတွေလုပ်ခဲ့ကြပါတယ်။ဒီဖြစ်ရပ်ကြောင့်လဖွာနာဟာစိတ်ပိုင်းဆိုင်ရာကြီးကျယ်ထိခိုက်သွားပြီးအရင်လိုပြုံးပျော်နိုင်တဲ့သူမဟုတ်တော့ဘဲစိတ်ဓာတ်တွေတဖြည်းဖြည်းပြိုလဲကျလာပါတော့တယ်။ရှီဘာအိမ်ပြန်ရောက်ချိန်မှာတော့အဖွာနာကဖြစ်ပျက်ခဲ့သမျှကိုမျက်ရည်တွေနဲ့ဖွင့်ပြောလိုက်ပါတယ်။အဲ့ဒီစကားတွေကိုကြားလိုက်ရတဲ့ရှီဘာကတော့ဒေါသကိုလုံးဝမထိန်နိုင်တော့ဘဲချက်ချင်းထွက်သွားပြီးသူ့ဇနီးကိုစော်ကားခဲ့တဲ့လူတွေကိုလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဖားနာကအကြိမ်ကြိမ်တားမြစ်ခဲ့ပေမဲ့ကိုချစ်ရတဲ့သူထိခိုက်ခံခဲ့ရတာကိုမျက်နှာမူနိုင်တဲ့လင်းယောက်ျားတစ်ယောက်မဟုတ်ခဲ့ပါဘူး။ဒေါသအရှိန်နဲ့ရှီဘာဟာအဲ့ဒီလူလေးယောက်ကိုတွားရောက်ရင်ဆိုင်ပြီးအဆုံးစွန်ထိတိုက်ခိုက်လိုက်ပါတော့တယ်။ဒီဖြစ်ရပ်ကတော့သူတို့အိမ်တော်ရေးကိုပိုပြီးနှက်ဆိုင်တဲ့အကြောင်းတစ်ခုဖြစ်သွားစေခဲ့ပါတယ်။ရှီဘာအိမ်ပြန်ရောက်ချိန်မှာအဖားနာကမျက်ရည်တွေနဲ့ကွာရှင်းခြင်းကြောင့်ပြောလိုက်ပါတော့တယ်။ရှီဘာကအကြိမ်ကြိမ်ဖြောင်းဖြပြီးဆုံးဖြတ်ချက်ကိုပြန်စဉ်းစားဖို့တောင်းဆိုခဲ့ပေမဲ့အဖားနဲ့ရဲ့စိတ်ကတော့ပြောင်းလဲမသွားခဲ့ပါဘူး။နောက်ဆုံးမှာတော့သူမရဲ့ဆန္ဒကိုလေးစားတဲ့အနေနဲ့ရှီဘာကိုယ်တိုင်ဖွာနာကိုသူမရဲ့မိဘအိမ်ထိလိုက်ပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ကံကြမ္မာကသူတို့ကိုထပ်ပြီးစမ်းသပ်ဖို့စောင့်နေခဲ့ပါတယ်။အဖာနာကိုမိဘအိမ်လိုက်ပို့နေတဲ့လမ်းကူးလက်တနေရာမှာပဲသူတို့စီးလာတဲ့ကားဟာရုတ်တရက်ထိမ့်မနိုင်တော့ပဲတိမ်းမောက်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ဒဏ်ရာတွေရထားပေမဲ့ရှီဘာကတော့အာတင်ပြီးဇနီးနဲ့သမီးလေးကိုဆေးရုံကိုအမြန်ဆုံးပို့ဆောင်လိုက်ပါတယ်။ဒါပေမဲ့သူသတိပြန်ရလာတဲ့အချိန်မှာတော့မယုံနိုင်စရာမြင်ကွင်းတစ်ခုကိုရင်ဆိုင်လိုက်ရပါတယ်။အဖာနာနဲ့သမီးလေးဝါကီဟာဆေးရုံထဲကနေတဲလွန်စတဆက်မှမကြံပဲပျောက်ကွယ်သွားခဲ့တာပါ။ရှီဘာကဆေးရုံတစ်ခုလုံးကိုအော်ဟစ်ရှာဖွေရင်းတောင်းကျမ်းနေချိန်မှာပဲရုတ်တရက်မူးဝေပြီးမြေပြင်ပေါ်ကိုလဲကျကသတိလစ်သွားပါတော့တယ်။အဲ့ဒီချိန်မှာရှီဘာရဲ့လက်အောက်ရာရှိတယောက်စီဖုန်းဝင်လာပါတယ်။ဆေးရုံကိုအမြန်ရောက်လာတဲ့အခါမှာတော့သူ့အထက်ရာရှိရှီဘာဟာသတိလစ်နေတဲ့အခြေအနေကိုတွေ့လိုက်ရပါတယ်။အမှုကိုစုံစမ်းဖို့ဆေးရုံကခက်ထွေးမှတ်တမ်းတွေကိုပြန်လည်စစ်ဆေးလိုက်တဲ့အခါမှာတော့ပိုပြီးထူးဆန်းတဲ့အချက်ကိုတွေ့လိုက်ရပါတယ်။မှတ်တမ်းတွေအရရှီဘာဟာဆေးရုံကိုတယောက်တည်းရောက်လာခဲ့တာဖြစ်ပြီးအဖွားနဲ့ဝါကီကိုတော့ဘယ်နေရာမှမတွေ့ရပါဘူး။ဆေးမှတ်တမ်းတွေကိုဆက်လက်စစ်ဆေးကြည့်တဲ့အခါရှီဘာရဲ့ဦးခေါင်းမှာပြင်းထန်တဲ့ဒဏ်ရာရထားပြီးယာယီအမြင်အာရုံနဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာချိုးယွင်းမှုတွေဖြစ်ပေါ်နိုင်တယ်လို့ဆရာဝန်တွေကမှတ်တမ်းတင်ထားတာကိုတွေ့ရှိခဲ့ပါတယ်။တစ်ဖက်မှာလည်းအဖွားနဲ့ရဲ့မိဘတွေကတမီးကအင်ကိုလာနေပြီလို့ဖုန်းဆက်အကြောင်းကြားထားပေမဲ့လမ်းခုလက်မှာပဲအဆက်အသွယ်ပြတ်တောက်သွားကြောင်းရဲတပ်ဖွဲ့ကိုအသိပေးခဲ့ပါတယ်။ဒါဆိုရင်အဖွားနဲ့ဝါကီတို့ဟာတကယ်ပဲဘယ်ကိုပျောက်သွားခဲ့တာလဲ။ရှီဘာမြင်ခဲ့တာကအမှန်လားဒါမှမဟုတ်ဦးခေါင်းဒဏ်ရာကြောင့်ဖြစ်ပေါ်လာတဲ့အမြင်မှားမှုတစ်ခုလား။ဒီမေးခွန်းတွေကိုတော့ရဲတပ်ဖွဲ့တစ်ခုလုံးအဖြေရှာမရပဲပဟေဒီဖြစ်ရင်ဆိုင်နေရပါတော့တယ်။တတိပြန်ရလာတဲ့အချိန်မှာတော့ရှီဘာရဲ့စိတ်ထဲမှာရှိနေတဲ့အတွေ့အကြုံတွေကဇနီးနဲ့သမီးလေးအနေနဲ့ကြားရောက်နေပြီဆိုတဲ့အသိပဲဖြစ်ပါတယ်။ကိုယ်တိုင်ကဒဏ်ရာအပြင်းထန်ရထားပေမဲ့သူ့အတွက်တော့နာကျင်မှုထက်မိသားစုကိုအမြန်ဆုံးရှာတွေ့ဖို့ကသာအရေးကြီးနေခဲ့ပါတယ်။ဆရာဝန်တွေကဒီလိုသာဆက်လုပ်နေမယ်ဆိုရင်ခင်ဗျားမိသားစုကိုပြန်တွေ့ရင်တော့သူတို့ကိုယ်တိုင်ခင်ဗျားကိုအသက်ရှင်လျက်မြင်ရမှာမဟုတ်တော့ဘူးလို့အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ရှီဘာကတော့ဘာစကားကိုမှနားမဝင်တော့ပါဘူး။ဆေးရုံကနေအတင်းထွက်ပြေးသွားတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကလည်းသူ့နောက်ကိုအလောတကြီးလိုက်ဖမ်းခဲ့ရပါတော့တယ်။တစ်ဖက်မှာလည်းចောင်းဆောင်တွေကိုတပ်ဖြတ်ခဲ့တဲ့အမှုကြောင့်ရှီဘာဟာဥပဒေအရနေအိမ်အကျယ်ချုပ်ချမှတ်ခံထားရပါတယ်။ဒါပေမဲ့အကျယ်ချုပ်ဆိုတာသူ့ရဲ့စိတ်ဆန္ဒကိုမတားဆီးနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်တွင်းမှာပဲရှီဘာဟာသူယုံကြည်ရဆုံးလက်အောက်ငယ်သားကိုတိတ်တဆိတ်အကူအညီတောင်းပြီးတဖောင်းနဲ့သမီးလေးဝါကီကိုရှာဖွေပေးဖို့တာဝန်ပေးလိုက်ပါတယ်။ရှီဘာကိုယ်တိုင်လည်းတဲလွန်စ်တစ်ခုရဖို့အတွက်မြို့ရဲ့အမှောင်ဆုံးနေရာတွေလောင်းကစားဝိုင်းတွေလူမိုက်တွေကျက်စားတဲ့ရက်ွက်တွေကိုတကူတော်လိုက်လံစုံစမ်းခဲ့ပါတယ်။သူ့မိသားစုနဲ့ပတ်သက်တဲ့သတင်းတစုံတရာရဖို့ဆိုရင်လူမိုက်တွေကိုတော့အညာအတမရှိမေးမြန်းစစ်ဆေးခဲ့ပါတယ်။အဲ့ဒီလိုတဲလွန်စတွေကိုတစ်ခုပြီးတစ်ခုလိုက်ဖော်ထုတ်နေချိန်မှာပဲရှီဘာဟာအမှုတစ်ခုလုံးကိုပြောင်းလဲသွားစေမဲ့ထူးဆန်းတဲ့အချက်တစ်ချက်ကိုသတိပြုမိလိုက်ပါတော့တယ်။ရှီဘာစုံစမ်းမှုကိုဆက်လက်နှက်ဆိုင်သွားတဲ့အချိန်မှာတော့ထိတ်လန့်စရာကောင်းတဲ့အချက်တစ်ခုကိုသတိပြုမိလိုက်ပါတယ်။ပြီးခဲ့တဲ့လအနေငယ်အတွင်းဒီမျိုးတွေကလူပေါင်းရာနဲ့ချီဟာဘယ်သူမှသတိမထားမိပဲတဲလွန်စမကြံပျောက်ဆုံးသွားခဲ့ကြတာပါ။တဲလွန်စအတိုင်းလိုက်ရာကနေတန်တရားရှိသူတချို့ကိုဖမ်းဆီးနိုင်ခဲ့ပြီးအမှုရဲ့နောက်ွယ်ကလှုပ်ဝက်ချက်တွေတဖြည်းဖြည်းပေါ်လာပါတော့တယ်။တဲလွန်စတွေကိုတစ်ခုချင်းစီချိတ်ဆက်ရင်းနဲ့ရှီဘာဟာလူကုန်ကူးကိုင်းရဲ့လှုပ်ဝက်တူလောင်ယုံတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့ရင်နာစရာကောင်းလုံးပါတယ်။အပြစ်မဲ့တဲ့အမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုတန်လောင်အိမ်တွေထဲမှာတရိတ်ဆန်တွေလိုပိတ်လောင်ထားတာကိုတွေ့လိုက်ရပေမဲ့အဖားနဲ့ဝါကီကိုတော့မတွေ့ရသေးပါဘူး။ရှီဘာကဖမ်းမိထားတဲ့ဂိုင်းသားတွေကိုအပြင်းထန်စစ်မေးပြီးဒီလုပ်ငန်းရဲ့နောက်ွယ်ကခေါင်းဆောင်စစ်ကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။တယောက်အနိုင်ယူရင်းရှိကိုသာဆက်တိုးသွားခဲ့ပါတယ်။တနက်တန်တွေမှန်ကွဲတန်တွေလူဆိုးတွေရဲ့အော်ဟစ်တန်တွေနဲ့မြေအောက်စခန်းတစ်ခုလုံးဟာဖျို့ဖျဲဖြစ်သွားခဲ့ပါတယ်။မကြာခင်မှာပဲရဲတပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပြီးနှစ်ပေါင်းများစွာလှုပ်ဝက်လှုပ်ရှားနေတဲ့လူကုန်ကူးမှုကွန်ရက်ကြီးကိုအမြင့်ပြတ်ဖြိုခွင်းနိုင်ခဲ့ပါတော့တယ်။
ကျေးဇူးတင်ပါတယ်